မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစရောကိုပါကြမ်းကြံခိုင်ဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးဆိုပါတယ်ခန္ဓာကိုယ်တစ်ခုတိစောက်တဲ့နေရာမှာပရိုတင်းနဲ့ကာဗွန်ဟိုက်ဒရိတ်တွေနဲ့တင်မလုံလောက်ပါဘူးအုံမြင့်ခိုင်ဖို့အတွက်ဗီတာမင်နဲ့သတ္တုဓာတ်တွေကအရေးကြီးတဲ့အင်္ဂရီတွေလိုပါပဲဥပမာမက်ဂနီဆီယမ်ဆိုရင်ကြက်သားတွေပြေလျော့ဖို့နဲ့အဆက်ချင်းကိုအကူအညီပေးပါတယ်ဗီတာမင် D နဲ့ကယ်လ်ဆီယမ်ကအယိုးအဆစ်တွေကိုတန်မာစေပါတယ်ဒါတွေမရှိရင်ဘလောက်ပဲအလေးတွေမှကြက်သားတွေကကောင်းကောင်း recovery မဖြစ်နိုင်ပါဘူး micronutrient လို့ခေါ်တဲ့ဒီဓာတ်တွေကကိုယ်ခံအားကိုမြင့်တင်ပေးပြီး cell တွေပျက်စီးမှုကိုကာကွယ်ပေးပါတယ်တဘာဝအသီးနှံဟင်းတွေဟင်းရွက်တွေကနေရယူတာအကောင်းဆုံးပါပဲဓာတ်စာဆိုတာဆေးမဟုတ်ပါဘူးအာဟာရပါကိုယ်ခန္ဓာကိုယ်ကိုအတွင်းပိုင်းကနေအားဖြည့်ပေးပါဒါမှသာအပြင်ပန်းကြက်ကင်မှုကရေရှည်တည်တံ့မှာဖြစ်ပါတယ်ဂျင်မှာကျွန်တော်နဲ့အခမဲ့လာရောက်ဆွေးနွေးနိုင်တယ်လို့ trainer နဲ့အစင်းတကျကစားလို့သူတွေကိုလည်းကြိုးဆိုပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်စရောကိုပါကျမပြောရှင်းကြပါစေ